မွန်ပြည်နယ်မော်လမြိုင်မြို့မှာစစ်ကောင်စီကကျင်းပတဲ့တကြံပွဲတော်ကိုဧပြီလ23ရက်နေ့တကြံကြိုနေ့မှာပြည်သူတွေရေပက်ကစားတာမလုပ်ပဲတပိတ်မှောက်ပြီးဆရာနာရှင်စန့်တင်ကြောင်းတော်လှန်တကြံတွေဆင်နွှဲခဲ့ကြပါတယ်။တကြံကြိုနေ့မှာမော်လမြိုင်ရဲ့အဓိကလမ်းမကြီးတွေဖြစ်တဲ့ကနာလန်အောက်လမ်းမကြီးနဲ့ဗဟိုလမ်းတွေမှာလည်းရေပက်ကစားတာမရှိပဲတိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။ဒါပေမဲ့အာဏာသိမ်းစစ်ကောင်စီကတော့မော်လမြိုင်ကနလန်ကဗဟိုမန်းတပ်ကိုလုံခြုံရေးအပြည့်နဲ့ဖွင့်လှစ်ခဲ့သလိုဗဟိုမန်းတပ်နီးသွာလာတာတွေကိုလည်းကန့်သတ်ခဲ့ပါတယ်။အဲ့ဒီဗဟိုမန်းတပ်ဖွင့်ပွဲကိုလည်းပြည်내စစ်ကောင်စီအဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေနဲ့စစ်ကောင်စီထောက်ခံသူတွေသာတက်ရောက်ခဲ့ကြပါတယ်။မော်လမြိုင်မြို့ကန်တူကတော့နောက်နေ့တွေမှာလည်းစစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသတဲ့အနေနဲ့တကြံပွဲတော်မှာမပါဝင်ပဲတော်လှန်တကြံကိုဆက်လက်ဆင်နွှဲမယ်လို့ဆိုပါတယ်။မွန်ပြည်နယ်အတွင်းကတော်လှန်ရေးအင်အားစုတွေနဲ့ចောင်းသားသမဂ္ဂတွေကလည်းစစ်ကောင်စီကျင်းပတဲ့တကြံမှာပါဝင်ဆင်နွှဲတာတွေမလုပ်ပဲတော်လှန်ရေးမှာပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းထားပါတယ်။